ကားတွေဟာရေပေါ်မှာလေလိုကူးနိုင်တယ်။မုံမာရင်ခေါင်းကင်ကနေဒရုန်းနဲ့လာပို့တယ်။ပတ်စံပေးဖို့အတွက်ဖုံးမလို့ဘူး။လက်ဝါးပြရုံပဲ။တက္ကစီခေါ်ရင်မောင်းတဲ့သူမပါလာဘူး။ဒါတွေတင်မကသေးပါဘူး။လူနဲ့68%အထိတူလွန်းတဲ့စိတ်ရုပ်စစ်သက်ကြီးတွေပါရှိနေပါပြီ။ဒီနိုင်ငံကအမေရိကန်နဲ့တက်စလာကိုဘယ်လိုမျိုးအတန်သိပ်ကြော်တက်ပြီးကဘာကြီးကိုတုံလုံးစေနေတယ်လဲဆိုတာအခုပဲအတူတူကြည့်လိုက်အောင်။အရင်တုန်းကငါဖမ်းတဲ့ရွာလေးပဲဖြစ်ခဲ့တဲ့ရှန်ကျန်းမြို့ဟာအခုဆိုရင်အနာဂတ်မြို့တော်ကြီးဖြစ်နေပါပြီ။အဲ့ဒီမြို့ကိုနီးပညာမြို့လို့ခေါ်ကြပြီးအစ်စ်တော့တည်ထွင်မှုတွေအများတန်းပေါ်ထွက်နေတဲ့နေရာဖြစ်ပါတယ်။တရုတ်နိုင်ငံက BYD ကုမ္ပဏီဟာကမ္ဘာပေါ်မှာလျှက်စစ်ကားအယောင်ရဆုံးဖြစ်လာပြီးနီးပညာပိုင်းမှာလည်းအရန်ကိုရှေ့ရောက်နေပါပြီ။အရန်မြန်တဲ့အာသွင်းစနစ်ဒီကားတွေကို9မိနစ်လောက်ပဲအာသွင်းရုံနဲ့ကီလိုမီတာ400အထိဥပမာရန်ကုန်ကနေနေပြီးတော့ထပ်ပိုဝေးတဲ့ခရီးကိုမောင်းလို့ရပါတယ်။ရေကူးနိုင်တဲ့ကားတွေကလမ်းပေါ်မှာမောင်းရုံတင်မကပဲရေကြီးတဲ့အခါမျိုးမှာမိနစ်30ကြာအောင်ရေပေါ်မှာလေလိုမျိုးကူးခတ်နိုင်ပါတယ်။နေရာတင်ပတ်ချလဲနိုင်ခြင်းကားကရက်ထားတဲ့နေရာမှာတင်360ဒီဂရီပတ်ချလဲလို့ရတဲ့အစွမ်းလဲရှိပါတယ်။ထုတ်လုပ်မှုနှုန်းစက်ရုံမှာ1မိနစ်ကိုကားတစ်စီးနှုန်းထုတ်နိုင်ပြီးတစ်နေ့ကိုကားအစီး1400အထိထုံနိုင်တာပါဒီမျိုးမှာပိုက်စာလုံးမုံမာရင်လူလာပို့တာမဟုတ်ပဲဒရုန်းလေးတွေကခေါင်းကင်ကနေပြန်ပြီးလာပို့ပေးတာပါ delivery သမားတွေအကုန်အလုပ်ပြောပါမယ်ကားစီးရင်လဲ driver မှာပါပဲသူ့ပါတာသူမောင်းတဲ့ကားတွေကိုဖုန်းနဲ့ခေါ်စီးလို့ရပါတယ် grab မောင်းသမားတွေအကုန်အလုပ်ပြောပါမယ်ပတ်စံပေးချင်ရင်ဖုန်းတော့မလို့တော့ပဲမိမိရဲ့လက်ဝါးလေးကိုစက်မှာပြလိုက်ရုံနဲ့ပတ်စံပေးလို့ရတဲ့စနစ်တွေရှိနေပါပြီလူလိုမျိုးလှုပ်ဆောင်နိုင်တဲ့စက်ရုပ်များတရုတ်နိုင်ငံမှာလူတွေနဲ့အရန်တူတဲ့စက်ရုပ်တွေလည်းရှိပါတယ် Uni 3G1 လို့ခေါ်တဲ့စက်ရုပ်ဟာလူလိုပဲလမ်းလျှောက်နိုင်ကားခုံနိုင်ပြီးအရန်ကိုဖြတ်လက်ပါတယ်တချို့စက်ရုပ်တွေဆိုရင်လူအရေးပြားနဲ့68%တူအောင်လှုပ်ထားပြီးနောက်ဆိုရင်သေးရုံမှာလူနာပြုစုတာကျောင်းမစာတင်တာတွေအထိကူညီပေးတော့မှာပါတင်ကောင်ကတော့တင်တို့လို FA တွေစက်ရုံမကိုတင်တောင်းလို့ရပါတော့မယ်ရှန်ဟိုင်းမြို့ကရထားတွေကတနအီကို431ကီလိုမီတာအထိမြန်မောင်းနိုင်လို့ကမ္ဘာအမြန်ဆုံးရထားတွေထဲမှာပါဝင်ပါတယ်တခြားနိုင်ငံတွေကစစ်ပွဲတွေနဲ့အလုရှုံနေချိန်မှာတရုတ်နိုင်ငံကတော့နီးပညာတွေကိုအတန်တိတ်တီထွင်ပြီးကမ္ဘာအင်အားကြီးဆုံးနိုင်ငံဖြစ်လာအောင်စ조사နေတာပါ